မိသားစုတွေအားလဲရက်တွေမှာအပန်းဖြေနိုင်ဖို့အတွက်ပုံမြင်စာအုပ်မြို့တော်တို့ခေါ်တဲ့အပန်းဖြေဥယျာဉ်တစ်ခုရှိပါတယ်။အဲ့ဒီဥယျာဉ်မှာဒန်နာရီပုံမြင်ဆန်ဆန်ရှောက်လန်းလေးရဲ့အကောင်းဆုံးတရိษံဥယျာဉ်လေးရဲ့အကောင်းဆုံးနွားအလှပြပွဲတွေနဲ့စိတ်လှုပ်ရှားပွဲမျိုးစုံရှိနေတာကြောင့်လူအများစုကသဘောကျကြပါတယ်။ပုံမြင်စာအုပ်မြို့တော်ရဲ့ပဲ့ကင်ရှင်ကတော့ဂျိုးဘရက်လီပဲဖြစ်ပါတယ်။ဂျိုးဘရက်လီတယောက်ဥယျာဉ်ဖွင့်ပွဲနေ့မှာတင်သူ့ရဲ့ဖူးစာပတ်လေးဗိုင်းဝန်းလက်နဲ့တွေ့ဆုံခဲ့ရပါတယ်။သူတို့ရဲ့တာဦးလေးဂျက်ကိုမွေးဖွားနိုင်သည့်အထိပျော်ရွှင်ခဲ့ရပေမဲ့ဂျိုးဘရက်လီတယောက်စောစောစီးစီးလောကကြီးကနေထွက်ခွာသွားခဲ့ရပါတယ်။အဲဒါကြောင့်ကြံခဲ့တဲ့တာအမိနှစ်ယောက်ကဥယျာဉ်ကြီးကိုဆက်လက်တာဝန်ယူခဲ့ကြရပေမဲ့ဒီတာဝန်ကသူတို့အတွက်ကြီးမားလွန်းနေပါတယ်။အဲ့ဒီတွေမလာတော့တဲ့အမျှဝင်ငွေနဲ့ပါလာခဲ့ပြီးပျက်စီးနေတဲ့အရာတွေကိုလည်းမပြုတ်ပြနိုင်တော့ပါဘူး။လိမ့်ဆန်ယုံကလိမ့်ဆန်လေးတွေလည်းလုံးပါပါကုန်ပြီးနောက်ဆုံးမှာတော့ကြောင်ကလေးတုံနဲ့ကြွက်ကလေးဂျယ်ရီတို့ပဲကြံခဲ့ကြပါရဲ့။ကြောင်နဲ့ကြွက်နှစ်ကောင်သားကထုံးစံအတိုင်းမတဲ့အတူနေတွေဖြစ်ပြီးတကောင်နဲ့တကောင်တက်ရင်ဖြတ်ရင်ပစ္စည်းတွေကိုဖျက်ဆီးမိနေကြပါရဲ့။အခုလဲတုံကဂျယ်ရီကိုလိုက်ဖမ်းရင်းနဲ့ရိုလာကိုစတာနဲ့ပါသွားတာကြောင့်ဂျက်ကထွက်လာပြီးတော့ခလုတ်ပိတ်ပေးရပါရဲ့။အဲ့ဒါတောင်တုံနဲ့ဂျယ်ရီတို့တွေအရှိန်လွန်သွားပြီးနွားစကွက်ကြီးတဲ့ပါသွားကဖက်နှက်အိမ်လေးကိုဝင်တိုက်ပြီးတော့ပျက်စီးသွားပြန်ပါရဲ့။ချက်ကတုံနဲ့ဂျယ်ရီတို့ကိုတငယ်ချင်းတွေအဖြစ်တက်အောင်ပေါင်းဖို့ပြောနေရပြီးသူတို့ဖျက်ဆီးထားတဲ့အရာတွေကိုပြန်ရှင်းဖို့ပြောပါရဲ့။နွားကလေးဟာမိုနီကိုလည်းဧည့်သည်တွေလာရင်တေချာလေးဆွဲဆောင်ပေးဖို့ပြောနေတော့ကားအကောင်းစားကြီးတစ်စင်းကဥယျာဉ်ရှိကိုရောက်လာပါရဲ့။ဂျက်လေအဲ့ဒီလာပြီးအထင်နဲ့ပြောသွားကသူ့အမေကိုတွားပြောတော့သူ့အမေကအဲ့ဒါဧည့်သည်မဟုတ်ဘူးလို့ပြန်ပြောပါရဲ့။ဂျက်ကကားထဲကထွက်လာတဲ့ဘဲကြီးကိုတွားနှုံးဆက်တော့ဘဲကြီးကဂျက်အမေကိုရှာနေပေမဲ့ဂျက်ကတော့ဘဲကြီးကိုနွားအလှပြပွဲစီစောအတင်းခေါ်သွားပါရဲ့။ဘဲကြီးရဲ့နာမည်ကဘစ်လီဖြစ်ပါရဲ့။နွားအလှပြပွဲမှာတော့နွားကလေးဟာမိုနီကလာဘော်ကနေခုံစင်းတဲ့ပြကွက်ကိုပြသမှာဖြစ်ပါရဲ့။အဲ့ဒီအချိန်တန်စင်တွေတိခတ်ပေးနေတဲ့တုံနဲ့ဂျယ်ရီတို့ကဟာမိုနီခုံစင်းမဲ့ရေကန်တဲမှာရေစက်မှရှိမနေတာကိုတွေ့ရပါတယ်။အဲဒါကြောင့်ဂျယ်ရီကအပေါ်တက်နေတဲ့ဟာမိုနီကိုတားဖို့လုပ်နေပြီးတုံကလည်းရေကန်တဲကိုရေဖြည့်ဖို့ပိုက်ဖွင့်နေပေမဲ့ရေအထွက်နေပါတယ်။အဲဒါကိုတီးသွားတဲ့ဂျက်လည်းတုံကိုဟာမိုနီကိုတွားတားခိုင်းပေမဲ့လေကားပေါ်ကတသားတွေကပြုတ်ကျပျက်စီးနေပါတယ်။ဂျက်ကပိုက်ကိုအားအကုန်နဲ့ဖွင့်လိုက်တော့ကျွတ်ထွက်သွားခဲ့ပြီးတုံတို့ကလည်းဟာမိုနီကိုတားနိုင်လိုက်ကြပါတယ်။ဒါပေမဲ့တုံတယောက်ပြုတ်ကျသွားတဲ့အခါအောက်မှာရေအပြည့်ရှိနေပြီဖြစ်ပြီးလေကားကြီးကျိုးသွားတော့ဟာမိုနီပါရေကန်တဲကိုပြုတ်ကျသွားပါတယ်။ရေကန်ကွဲသွားလို့ရေကုံဘစ်လီကိုစင်သွားခဲ့ပြီးဒေါ်လာထွက်သွားတဲ့ဘစ်လီကိုဂျက်ရဲ့အမေဗိုင်းဝလက်ကလာတွေ့ပါတယ်။ဘစ်လီကစူပါမားကတ်အကြီးစားကြီးတွေဖွင့်လှစ်ထားတဲ့တထေးတစ်ယောက်ဖြစ်ပြီးဗိုင်းဝလက်ကဘစ်လီစီကပတ်စံချီးထားပါတယ်။အဲဒါကြောင့်ဘစ်လီကဗိုင်းဝလက်တာဒီနေ့အတွင်းအတိုးမဆက်ရင်ဒီဥယျာဉ်ကြီးကိုတိန်းတော့မှဖြစ်ကြောင်းပြောကထွက်သွားပါတယ်။ဗိုင်းလက်လည်းအတိုးဆက်နိုင်ဖို့အတွက်နွားမာလီဟာမိုနီကိုဒင်ဂယ်ဘရာဒါစကတ်မှရောင်းချဖို့အတွက်စီစဉ်လိုက်ရပါပဲ။ဝမ်းနေသွားတဲ့ချက်ကိုလည်းယုံကြည်ရင်အိမ်မက်တွေတကယ်ဖြစ်လာမှာဆိုရဲသူ့အဖေရဲ့စောင်ပုတ်ကိုပြပြကနှစ်သိပ်ပေးလိုက်ပါတယ်။ချက်ကဟာမိုနီကိုနှုတ်ဆက်ရင်းနဲ့သူကိုယ်တိုင်တွားရောက်မယ်လို့ပြောတော့ဗိုင်းလည်းခွင့်ပြုပေးလိုက်ပါတယ်။တုံကချက်တို့ရဲ့စီးပွားရေးအခြေအနေအတွက်စိတ်ပူပေးနေတာကြောင့်ချက်လည်းသူ့ရဲ့တငယ်ချင်းတလိษံလေးတွေကိုတချင်းဆိုပြီးနှစ်သိပ်ပေးလိုက်ပါတယ်။ချက်တို့ရဲ့ဒင်ဂယ်ဘရာဒါစကတ်နေရာကိုရောက်လာပေမဲ့သူတို့တွေကထွက်ခွာနေကြပြီဖြစ်ပြီးအနောက်ကနေလိုက်တာတော့မမီတော့ပါဘူး။အဲ့ချိန်လေသမားအိုဒဲဆိုသူကရောက်လာကနွားမလေးဟာမိုနီကိုသဘောကျကြောင်းပြောတော့ချက်ကလေးဈေးကောင်းပေးရင်ရောင်းဖို့တွေးမိလိုက်ပါတယ်။အိုဒဲကအောက်ထုတ်ထဲကနေမျက်တွေထွက်လာအောင်လုပ်နိုင်ရကြောင်းချက်ကလေးမျက်လက်စရာလိုထင်သွားခဲ့ပါတယ်။အဲ့ဒါအပြင်အိုဒဲကမော်ပဲဆေးတွေနဲ့နွားမလေးကိုဝယ်မယ်လို့ပြောရတာကြောင့်ချက်ကလေးထွက်သွားဖို့ပြင်လိုက်ပါတယ်။ဒါမဲ့ချက်တာယုံကြည်ရင်ဒီမော်ပဲဆေးလေးတွေကအံ့ဩစရာကောင်းတာတွေလုပ်ပေးနိုင်တဲ့ဆိုတဲ့စကားကြောင့်ချက်ကလေးနွားမလေးကိုရောင်းလိုက်ပါပဲ။ဒီအကြောင်းကိုဗိုင်ယိုလက်တယောက်သိလိုက်တဲ့အခါမှာတော့တွေးတက်သွားခဲ့ပြီးနွားရောင်းရတဲ့ငွေနဲ့မှအတိုးဆက်နိုင်မှာဖြစ်ပေမဲ့အခုတော့သူတို့မှဘာမှမကြံတော့ပါဘူး။ဗိုင်ယိုလက်ကချက်ကိုမစူပေမဲ့လူကြီးတယောက်လောက်ရမယ့်တာဝန်ကိုခလေးကိုလောက်ခိုင်းပြီးတော့သူအမှားပါလို့ပြောတာကြောင့်ချက်ကပို့ပြီးတော့ခံစားရခတ်သွားခဲ့ပါတယ်။ဗိုင်ယိုလက်တယောက်တို့ရဲ့အိမ်လေးကိုဆုံရှုံရတော့မှမဟုတ်လို့ငိုယိုနေခဲ့ပြီးချက်တို့ကလည်းမော်ပဲစိတ်လေးတွေကိုဘလို့အသုံးပြုရမလဲဆိုတာမသိပဲဖြစ်နေကြပါတယ်။အဲ့လိုနဲ့တို့အိပ်ပျော်သွားတဲ့အချိန်ပဲစိတ်လေးတွေပေါ်ကိုလာရောင်ဖြာကျလာတဲ့အခါမှာတော့ပဲစိတ်လေးတွေကကြီးထွားလာခဲ့ပြီးချက်တို့တွေလည်းပဲပင်ကြီးပေါ်ပါသွားခဲ့ကြပါပဲ။ကောင်းကင်ဘုံမှာကုန်းမြေတစ်ခုရှိနေတာကိုချက်တို့မြင်လိုက်ရပြီးအဲ့ဒီမှာပုံမြင်တဲကဇက်ကောင်တွေကိုလည်းတွေ့လိုက်ရပါတယ်။ဒီကုန်းမြေပေါ်ကလူတွေကချက်တို့ကိုကြိုဆိုပေးကြပြီးဒီနေရာကြီးကို Fairy Land လို့ခေါ်ကြပါတယ်။ချက်တို့တွေတက်ရှိထင်ရှားရှိနေတဲ့ပုံမြင်ဇက်ကောင်တွေကိုလိုက်နှုတ်ဆက်နေခဲ့ပြီးဘရင်ကြီးခုံးနဲ့ပတ်စံမတ်တဲ့ဈေးတဲ့တို့ကိုလည်းတွေ့လိုက်ရပါတယ်။ဈေးတွေကချက်တို့ကိုဂျင်းထဲချင်နေပေမဲ့ဘရင်ကြီးခုံးကတော့အဲ့တဲ့တွေကိုတေချာဆက်ဆံဖို့ဆုံးမနေပါတယ်။တကယ်တော့ဘရင်ကြီးခိုးတို့ကဘလူးကြီးဂျန်နော်မို့စ်ကိုရွှေစက်တနေရတာဖြစ်ပြီးအခုလဲဘလူးကြီးကရောက်လာပြန်ပြီဖြစ်ပါတယ်။ဘရင်ကြီးခိုးတို့ကတို့မှရှိတဲ့တန်မိုးရှိပစ္စည်းတွေအကုန်ပေးပြီးသားမလို့တို့မှပေးစရာဖယုံသီးတွေပဲရှိရတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဂျန်နော်မို့စ်ကတော့မရှိရှိရအကုန်ယူมาဖြစ်ပြီးအခုလဲတအိမ်ချင်းစီကသူ့လိုချင်တဲ့ပစ္စည်းတွေကိုယူဆောင်လို့နေပါတော့
အဲ့ချိန်နသမီးလေး red ထွက်လာပြီးတားဖို့လုပ်ပေမဲ့ဂျိုင်နိုမုစ်ကိုမတားနိုင်ခဲ့ပဲဂျိုင်နိုမုစ်ကတော့လိုချင်တာယူပြီးထွက်သွားပါတော့နသမီး red ရဲ့မှော်ဆောင်းလေးတာအခိုးမခံရရင်မှော်ဝေပို့ပြီးထုတ်သုံးနိုင်မှာဖြစ်ကြောင်းပြောပြနေတော့လေသမားအိုဒဲနဲ့ဟာမိုနီတို့ကိုတွေ့ရပါတယ်ဂျိုင်နိုမုစ်ကအိုဒဲရဲ့ရွှေငန်းကြီးအပါအဝင်မြို့သူမြို့သားတွေတံမိုးချတဲ့အရာတွေကိုခိုးယူထားခဲ့ပါတယ်ရှေးဖြာထိတ်တစ်ခုမှာတနေ့ကျရင်ဂျက်ဆိုရဲ့ကောင်လေးဟာဘလူးကြီးကိုအနိုင်ယူနိုင်လိမ့်မယ်ဆိုပြီးဟောကြားထားတာကြောင့်မြို့သူမြို့သားတွေကဂျက်ကိုစောင့်မျှော်နေကြတာဖြစ်ပါတယ်ဂျက်ကတော့သူဟာအပန်းဖြေဥယျာဉ်တစ်ခုကတာမန်ကလေးတစ်ယောက်ဖြစ်တာကြောင့်ဒီတာဝန်ကြီးကိုသူမထမ်းဆောင်နိုင်ဘူးလို့ထင်နေပါတယ်အတမီရတ်ကသူတို့ဟာကိုယ့်ကိုယုံကြည်ချက်ရှိတဲ့လူကိုလိုအပ်နေတာလို့ပြောလိုက်တော့ဂျက်ကလည်းစူးစမ်းကြည့်မယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဂျက်တိုးရီဂျိုင်နိုမုစ်ရဲ့အိမ်ထဲကိုခိုးဝင်ကြရမှာဖြစ်ပြီးအတမီရတ်ရဲ့မော်ဆောင်းကိုပြန်ယူကြရမှာဖြစ်ပါတယ်ဂျိုင်နိုမုစ်ကအနက်ခံအားကောင်းတာကြောင့်မြို့သူမြို့သားတွေကအထဲထိလိုက်လာခဲ့မှာမဟုတ်ပဲဂျက်တိုးကိုတော့ကြွက်ကလေးတက်ဖီကကူညီပေးပါလိမ့်မယ်။တုံကကြွက်ကလေးဆိုတဲ့စကားကိုကြားရတဲ့ဖမ်းချင်နေပေမဲ့တက်ဖီကသူ့ထက်3ဆလောက်ကြီးမားနေတာကြောင့်လန့်သွားပါတော့ရဲ့။အဲ့နောက်တက်ဖီကဂျက်တိုးကိုအထဲခေါ်သွားပြီးဂျိုင်နိုမုစ်ရဲ့မိခင်တက်တာ lock နံပါတ်ကိုစုံစမ်းနိုင်လိုက်ကြပါတယ်။အဲ့ချိန်ဂျိုင်နိုမုစ်ကတကားပေါ်မှာရှင်းတဲ့မြို့သူမြို့သားတွေရဲ့အနံ့ကိုရှာသွားတာကြောင့်တွားကြည့်ပါရဲ့။အတမီရတ်လေချော်လဲရိုးထိုင်လုပ်လိုက်ပြီးတော့ဂျိုင်နိုမုစ်ကိုအာယုံလွှဲထားပေးဖို့ကြိုးစားပါတယ်အတမီရတ်ကသူတို့မှပေးစရာမှမရှိတော့ပေမဲ့သူတို့ရဲ့အရေးအချင်းတွေနဲ့ဂျိုင်နိုမုစ်ကိုဖျော်ပြပေးမယ်လို့ပြောတော့ဂျိုင်နိုမုစ်လည်းလက်ခံလိုက်ပါတယ်အဲ့အချိန်အတွင်းမှာဂျက်တိုကကြွက်ထောင်ချောက်ကိုအသုံးပြုပြီးဂျယ်ရီကိုခုံအမြင့်ပေါ်ရအောင်တင်ပေးလိုက်ခါဂျယ်ရီကလည်းဂျက်တိုအပေါ်တက်လာလို့ရအောင်လို့ကြိုးချပေးလိုက်ပါတယ်ဂျယ်ရီတို့ရဲ့မိခင်တဲ့တာဘက်ကိုခုံလိုက်တဲ့အချိန်ကျိုးပြက်ပြီးတော့ဒုက္ခရောက်နေကြတာမို့လို့မုံရောင်းတဲ့ဈေးတွေကဂျိုင်နိုမုစ်ကိုအကောင်းဆုံးအာယုံလွှဲပေးထားရပါတယ်အဲ့လိုနဲ့ဂျက်တိုတွေမိကန်တာတွေကိုဝင်နိုင်သွားကြတဲ့အခါမော်ဆောင်းကိုယူနိုင်ခဲ့ကြပြီးတုံကစောင်းတီးလိုက်တဲ့အခါမှာတော့ဂျယ်ရီကိုကြက်ဖြစ်သွားစေပါပဲဂျယ်ရီကလည်းစောင်းပြန်တီးပြီးတော့တုံကိုလူကောင်တေးသွားစီလိုက်ပြီးတက်ဖီကသူတို့နှစ်ယောက်ပုံမှန်ပြန်ဖြစ်သွားအောင်လုပ်ပေးလိုက်ရပါတယ်လေသမားအိုဂျဲရဲ့ရွှေငန်းကြီးကိုလည်းတွေ့လိုက်ရခါရွှေငန်းကြီးရဲ့ခြေထောက်မှာခတ်ထားတဲ့တော့ကိုဂျယ်ရီကဖွင့်ပေးလိုက်တော့ရွှေငန်းကြီးကဂျယ်ရီတို့ကိုရွှေဦးလေးတစ်လုံးထုတ်ပေးလိုက်ပါတယ်အဲ့ဒါအပြင်ရွှေငန်းကြီးကဂျက်တိုကိုအပြင်ဘက်ခေါ်ထုတ်ပေးခဲ့ပြီးတော့ဂျိုင်နိုမုစ်မမြင်အောင်ပစ္စည်းတွေထားတဲ့တစ်သားပြားပေါ်မှာပုံနေကြပါတယ်အတမီရတ်ကဂျိုင်နိုမုစ်ကိုအာယုံလွှဲထားတဲ့အချိန်ဂျက်တိုကဂျိုင်နိုမုစ်ရဲ့ခေါင်းပေါ်ကိုတန်လုံးကြီးပစ်ချလိုက်ပေမဲ့လွဲချော်သွားခဲ့ပါတယ်အဲ့လိုနဲ့ဂျိုင်နိုမုစ်ကဂျက်တိုကိုဖမ်းမိသွားခဲ့ပေမဲ့ဂျက်ကမော်ဆောင်းကိုတီးပြီးတော့ဂျိုင်နိုမုစ်ကိုလူကောင်သေးသွားအောင်လုပ်ပစ်လိုက်ပါပဲဂျိုင်နိုမုစ်ကိုဖမ်းလိုက်နိုင်ပြီဖြစ်ပေမဲ့ဂျယ်ရီနဲ့တုံတို့တွေမော်ဆောင်းကိုလူရက်နေကြရှင်လူကောင်သေးစေတဲ့ဆောင်းကျိုးကိုဖျက်ဆီးလိုက်ပါပဲအဲ့ဒါကြောင့်လူကောင်ပြန်ကြီးသွားတဲ့ဂျိုင်နိုမုစ်ကဂျက်တိုကိုလိုက်ဖမ်းတဲ့အခါဂျက်တိုလည်းရွှေငန်းကြီးနဲ့အတူထွက်ပြေးနေကြရပါတော့တယ်မြို့သူမြို့သားတွေကလည်းဂျက်တိုကိုကူညီပေးကြရမယ်ဂျက်တယောက်လွတ်လန်းမရှိတော့တဲ့အချိန်မှာပဲမော်ဆောင်းကိုနတမီရက်စီပစ်ပေးလိုက်ပါနတမီရက်ကမော်ဆောင်းကိုအသုံးပြုပြီးတော့ဂျိုင်နိုမုစ်ကိုပဲပဲတွေနဲ့ချုံနှောင်ထားလိုက်ပြီးနောက်ဂျက်တိုကိုအိမ်ပြန်ခိုင်းလိုက်ကြပါလေသမားအိုတဲကရွှေဦးကြီးကိုလည်းဂျက်တိုကိုလက်ဆောင်ဖြစ်ပေးလိုက်ပါတယ်ဂျက်တိုတွေထွက်သွားပြီးနောက်ပဲပင်တွေကနေလွတ်မြောက်လာတဲ့ဂျိုင်နိုမုစ်ကိုနတမီရက်ကတိုက်ခိုက်ဖို့လုပ်ပေမဲ့သူပဲခံလိုက်ရကမော်ဆောင်းလည်းလွင့်ထွက်သွားခဲ့ပါတယ်အဲ့ချိန်ဂျက်တိုတွေပြန်ပေါ်လာကရွှေဦးနဲ့မြားလိုက်တော့ဂျိုင်နိုမုစ်လည်းသူ့ရွှေတွေကိုအပါမခံနိုင်ဘူးဆိုပြီးပဲပင်မော်ထီလိုက်လူပါတယ်အပင်ကိုင်းတွေကျိုးသွားလို့တကွဲတပြားစီဖြစ်သွားကြတဲ့အခါတုံကရွှေဦးကိုယူဖို့လုပ်နေချိန်ဂျိုင်နိုမုစ်ကရောက်လာပါပဲဂျက်ကဂျိုင်နိုမုစ်ရှိနေတဲ့အပင်ကိုင်းကိုပစိန်နဲ့ခုတ်ချလိုက်တာကြောင့်အကုန်ပြုတ်ကျသွားတဲ့အချိန်တုံကလေထဲမှာရွှေဦးကိုဖတ်ထားပါတယ်အဲ့ချိန်ဂျယ်ရီတို့ကတုံကိုလမ်းဖမ်းလိုက်တော့ဂျိုင်နိုမုစ်ကလည်းတုံကိုဆွဲထားလိုက်ပါတယ်ဒါပေမဲ့တုံကရွှေဦးကိုလွှတ်ချလိုက်တဲ့အခါမှာတော့ဂျိုင်နိုမုစ်လည်းရွှေဦးကိုလိုက်ဖမ်းရင်းနဲ့အောက်ကိုပြုတ်ကျသွားပါတော့ရဲ့အဲ့ချိန်ပဲပင်ကြီးကျိုးကျသွားလို့ဂျက်တိုတွေကပြုတ်ကျသွားတဲ့အခါနတမီရတ်ကမော်ဆောင်းကိုအမြန်ယူပြီးတော့မော်စွန်းနဲ့ဂျက်တိုတွေကိုအိမ်ပြန်ပို့ပေးလိုက်ပါတယ်ဂျက်တိုတွေဒီပြန်လာတဲ့အခါမှာတော့သူတို့ကြုံတွေ့ခဲ့ရတာတွေကိုအိမ်မက်တစ်ခုလို့ထင်နေပြီးအဲ့ချိန်အပန်းဖြေဥယျာဉ်ကိုတိမ့်မဲ့ဘစ်ကလေးကရောက်လာပါတယ်ချက်တို့တွေပကလေးကိုထွက်ကြည့်တဲ့အခါမှာမြေကြီးတဲ့စိုက်ဝင်နေတဲ့ရွှေဦးကြီးကိုတွေ့လိုက်ကြရပါတယ်။မနက်9:00နာရီအတွင်းအတိုးမဆက်နိုင်ရင်ဥယျာဉ်ပေးရတော့မှဆိုပေမဲ့9:00နာရီထိုးဖို့9မိနစ်လိုနေပါသေးတယ်။အဲဒါကြောင့်ချက်တို့တွေအချိန်မီအကျွေးဆက်လိုက်နိုင်ပြီဖြစ်ပြီးရွှေဦးရဲ့အပေါ်ရန်အချမ်းကိုဖဲ့ပြီးတော့အကျွေးပေးလိုက်ပါတယ်။အဲဒါကြောင့်ချက်ရဲ့အမေလည်းပျော်ရွှင်သွားခဲ့ရတဲ့အပြင်ရွှေဦးကိုရောင်းချပြီးတော့အပန်းဖြေဥယျာဉ်ကိုပြန်လဲမုံမှန်လိုက်ကြတဲ့အခါဥယျာဉ်လေးဟာလည်းအရင်လိုပြန်လဲစီကားလာပါတော့ရဲ့။ကောင်းကင်ဘော်က Ferry လမ်းမှာလည်းဘလူးကြီးမရှိရလို့မြို့သူမြို့သားတွေပျော်ရွှင်နေကြပြီဖြစ်ပါတော့။ဒီ movie လေးကတော့2013ကထွက်ခဲ့တဲ့ Tom and Jerry ရဲ့ Giant Adventure ဆိုတဲ့ movie လေးပဲဖြစ်ပါတယ်။သဘောကျရင် like လေးတယောက်ချက်နေပြီးတော့ subscribe လေး channel ကိုလုပ်ပေးခဲ့ကြပါအောင်ကျွန်တော်ကတော့စမှတ်ပါဗျာ။